ရင်ကြီးတဲ့နေ့စဉ်ရွှေတဆုပ်ပျောက်သွားတာတခြားမဟုတ်ဘူးဒီအမတ်ကြီးခိုးနေတာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်ကကောသလရဲ့တိုင်းပြည်မှာကောသလမင်းနန်းတော်အလုတ်လုတ်တဲ့အမတ်တယောက်ဘုရင်ကြီးကသူ့ကိုသိပ်ပြီးတော့လေးစားအဲ့ဒီအမတ်ကဘာလုပ်တယ်လဲမေးရင်၅ပါးသီလကိုလုံအောင်ထိန်းအမတ်က၅ပါးသီလလုံနေဆိုတော့အဲ့ဒီအမတ်ကိုပြေးတဲ့ဘုရင်ကြီးကသိပ်ပြီးတော့ချစ်တာတဲ့သိပ်ပြီးမျက်နှာသာပေးသိပ်ပြီးဦးစားပေးမျက်နှာသာပေးဦးစားပေးတော့ဒီအမတ်ကြီးကစဉ်းစားတယ်ဩငါဒီဘုရင်ကြီးကငါတခြားမတ်တွေနဲ့မတူဘူးစကားပြောတာတွေဆက်ဆံတာတွေဦးစားပေးတာတွေသိပ်ပြီးတော့ငါ့ပေါ်မှာပိုလွန်းနေပေါ့ဘလို့ကြောင့်လဲသိကျင်တော့ပြိတ္တိအဲ့ဒီအမတ်ကဗရိန်ဆရာတွေပေါ့နန်းတွင်သူနန်းတွင်သားတွေဝစ်ဖို့အတွက်ဗရိန်လုပ်ငန်းလုပ်နေကြတဲ့ဗရိန်ဆရာတွေနာသွားပြီးအဲ့ဒီထဲမှာပြိတ္တိပုံထားတဲ့ရွှေတွေကိုသူကလက်နဲ့ကုပ်ထုတ်နဲ့ထုတ်ယူသွားဗရိန်လုပ်နေတဲ့လူငယ်တွေအကုန်လုံးကဟာဘုရင်ကြီးကိုယ်တိုင်ကမျက်နှာသာပေးဦးစားပေးထားတဲ့အမတ်ကြီးဆိုတော့ဘာပြောရဲကဲကွာတို့တွေအကုန်စုပြီးယော်လိုက်တာပေါ့လက်တဆုပ်စာလာပြန်ပြီးနောက်2ရက်3ရက်နေတော့တခါထပ်ပြီးလက်နဲ့ကုတ်ထွက်သွားပြန်ဟာအဲ့ဒီမှာလည်းပဲမပြောရတော့တို့ပဲခံရသေးတာပေါ့3ရက်မြောက်လဲရောက်ကြရောပြိတ္တိမနေနိုင်တော့ဘူးယော်လဲမယော်နိုင်တော့ဘူးဒီလူသခိုးပဲဆိုပြီးတော့ဝိုင်းဖမ်းပြီးတော့မှဘရင်ထံပို့ဘုရင်ကြီးတဲ့နေ့စဉ်ရွှေတဆုပ်ပျောက်သွားတာတခြားမဟုတ်ဘူးဒီအမတ်ကြီးခိုးနေတာဒီအမတ်သခိုးပေါ့သူကလေသခိုးလို့လည်းပြောလိုက်ရောဘုရင်ကဟာခမည်းကျုပ်သူတော်ကောင်းကြီးကိုကျင့်တရားကောင်းတယ်ဆိုပြီးလေးစားလိုက်ရတာကြီးညိုလိုက်ရတာမျက်နှာသားတွေပေးလိုက်ရတာဦးစားပေးလိုက်ရတာအခုတော့ဘယ်ဟုတ်တော့ခမည်းသခိုးပဲဟာကျွန်တော်မခိုးပါဘူးဗျာအထုပ်နဲ့မိထားတာတော့မခိုးပါဘူးမပြောနဲ့ဒီအထုပ်နဲ့နေ့စဉ်3ထုပ်ယူသွားတာမခိုးလို့ဘယ်သူကိုသခိုးလို့ပြောမှာတော့ဘုရင်ကြီးရဲ့ခိုးခြင်းလွန်းလို့မဟုတ်ပါခိုးခြင်းလွန်းလို့မဟုတ်ဘဲနဲ့ဘာဖြစ်လို့ယူတယ်လဲစုံစမ်းခြင်းလို့ယူတာဘာစုံစမ်းခြင်းလားဘုရင်ကြီးကျွန်တော်ပေါ်မှာတခြားအမတ်တွေနဲ့မတူဘူးချိုးသားတဲ့အခွင့်အရေးတွေပေးတယ်မျက်နှာသာတွေပေးတယ်ဘာကြောင့်လဲကျွန်တော်ရုပ်လှလို့ဒီလိုမျက်နှာသာပေးတာလားအဖေအမေအမျိုးဆက်ကမြတ်လို့လားပစ္စည်းဥစ္စာပေါ်လို့လားပညာတတ်လွန်းလို့လားဘာကြောင့်ဘုရင်ကြီးဒီလိုမျက်နှာသာတွေပေးတယ်လဲဆိုတာသိကျင်လို့ကျွန်တော်ဒီအထုပ်လေးတွေနေ့စဉ်ယူမိတာပါဒါပထမထုတ်ဒါဒုတိယထုတ်ဒါတတိယထုတ်အကုန်လုံးလူငယ်လေးတွေစစ်ခိုင်းကြည့်ပါပိုတာလိုတာရှိကျွန်တော်ပြန်ပေးပါမယ်အထုပ်တိုင်းပြိတ္တိပြန်အပ်တယ်အခုတော့ကျွန်တော်သဘောပေါက်ပြီတဲ့ဘုရင်ကြီးကကျုပ်ကိုချစ်ခင်ကြည်ညိုလေးစားနေတာကိုကျင့်တရားကောင်းလို့သီလရှိလို့ပေါ့ဘာရှိလို့တော့သီလရှိလို့ဘုရင်ကြီးမျက်နှာသာပေးကျွန်တော်ချမ်းသာမှုတွေရနေတာကျွန်တော်သီလကြောင့်ပဲကျွန်တော်ရဲ့ခန္ဓာကိုယ်ကြီးမှာကိုကျင့်တရားသာဖယ်ပြစ်လိုက်ရင်ဘာမှကြည်ညိုလေးစားစရာမရှိတော့ဘူးခန္ဓာကိုယ်မှာပြိတ္တိသီလသာဖယ်လိုက်ရင်အနှစ်သာရရှိသေးလားကိုကျင့်တရားဖယ်ပြစ်လိုက်ရင်ဘာမှမရှိတော့ဟုတ်ပြီလားဘဝရဲ့အနှစ်ခန္ဓာကိုယ်ရဲ့အနှစ်ဟာကိုကျင့်တရားဆိုတာကျွန်တော်ကောင်းကောင်းသိပါပြီဘုရင်ကြီးရဲ့တဲ့အဲ့ဒါကြောင့်ကျွန်တော်မျိုးလေးတဲ့5ပါးသီလထိန်းတာတော့ဒီလောက်ချမ်းသာသေးရင်229သွယ်လို့ခေါ်တဲ့ယဟန်သီလမျိုးများထိန်းရင်ဘယ်လောက်ချမ်းသာလိုက်မလဲဘုရင်ကြီးခွင့်ပြုမယ်ဆိုကျွန်တော်မျိုးယဟန်ပြုပါရစေအဲ့ဒီမှာခွင့်တောင်းဘာဖြစ်လို့ယဟန်ပြုခြင်းတလဲလို့မေးရင်သီလများထိန်းပြီးချမ်းသာခြင်းလို့ခွင့်တောင်းတာတယ်ဗျာဟုတ်ပြီလားအဲကြောင့်တော်ကောင်းတို့တွေချမ်းသာခြင်းနဲ့ဆိုရင်ဘာရှိအောင်ကြိုးစားရမယ်သီလရှိအောင်ကြိုးစား